ဘူဖေးတယောက်ကို239ခွန်းနဲ့မိသားစုလိုက်တော့စားခဲ့ပါတယ်။ မဲဆောက်ကနေဖုတ်ဖရသွားတဲ့ဘက်မှာပဲရှိရဲ့ပင်လယ်စာဘူဖေးဆိုင်လေးပဲဖြစ်ပါတယ်။ဒါတွေအစုံရမယ်ဆိုတော့ချက်လာလိုက်ကြည့်ပေးပါဦး။ဒီမှာဆိုပစွန်တွေကဥဝေနဲ့ပါအများကြီးရပါတယ်။ဒီကပစွန်နေဆိုဒီရရဲဆိုချက်ပြီးသားပဲပေါ့နော်။အရန်စားလို့ကောင်းတယ်။ပြီးတော့ဒီမှာဆူရှီရဲ့ထမင်းလိုက်တယ်ပြီးတော့ဒီမှာမုတ်တွေအများကြီးလည်းရပါတယ်။ပြီးတော့ဒီမှာကအကင်တွေစာသေးတွေလည်းရပါတယ်။ဒီမှာပင်လယ်စာရင်းနဲ့ပတ်သက်ပြီးတော့ရေပွဲတွေဝတ်သားတွေအများကြီးရပါတယ်။ယူပြီးတော့ခွန်ယူတို့စကင်ပါတယ်ခွန်ယူတို့ကနန်ကြိုက်တို့ကနန်ကင်ပါတယ်ဒီမှာဒီကရေပွဲလားကင်မို့လားဗာလဲတေချာအခုချိန်ဒီမခွဲတတ်သေးပါဘူးဒီဟာဆိုလဲအကြီးပါเนาะပြီးတော့ဒီဘက်မှာကညဘက်မို့လို့မှောင်နေရပါဟိုဘက်ချမ်းမှာကပန်းခင်းရှိရလို့လည်းပြောပါတယ်ဒါပေမဲ့ခွန်ယူမှောင်နေတော့ဘာမှမမြင်ခဲ့ရပါဘူးပြီးတော့ခွန်ယူတို့ဒီဘက်မှာစားစားရတော့ပြန်ယူပါမယ်ပစွန်ဒီပစွန်ဆိုချက်ပြီးသားအောင်မှာအရန်စားလို့ကောင်းတယ်အရသာအရန်ရှိရဲအဲကြောင့်မို့ဒါနောက်တစ်ခေါက်ပြန်ထပ်သွားယူတာပေါ့နော်ပြီးတော့ကုံတော့မယ်လို့တော့မထင်ပါနဲ့ပြီးရင်စားတော့တွေကိုလန်လာပြီးတော့ဖြည့်ဖြည့်သွားပါရဲ့နော်ဒီဘက်မှာဒီဟာရတော့ခွန်ယူတိတ်မစားခဲ့ရဘူးအကင်နေဆိုတော့လုံးဝအစုံရပါတယ်ဒီဘက်မှာကအများကြီးပဲရေကဲချစ်စားခြင်းလည်းရတယ်အထောင်းစားခြင်းလည်းရတယ်စိုင်ဆိုရင်လည်းအရန်လှနေရပဲမီးပုံးလေးတွေနဲ့အလှဆင်ထားပါတယ်ဒါကတော့ခွန်ယူတို့သွားနေရာရွေးထားတဲ့နေရာလေးပေါ့နော်မူကထအိုးပဲဆိုရင်တော့ဒီဈေးပါပဲဒါပေမဲ့အကင်အိုးကိုယူမယ်ဆိုရင်တော့69ဘတ်ပို့ပေးရပါတယ်အကင်မှာကင်စားလို့ရှိရင်အရန်ရတာရှိပါရဲ့เนาะခွင်တို့ကနန်းတွေကိုဆိုကင်စားပါကနန်းတွေကအထက်ထက်မှာဥတွေအများကြီးပါပါရဲ့ဒီမှာရေခဲချက်လည်းလာစားလို့ရပါရဲ့ရေခဲမုတ်တွေလည်းရပါရဲ့အချူပွဲတွေပါရသေးတယ်ဆိုတော့လိုက်ကြည့်ပေးပါဦးဒါကတော့ပုံမှန်ရဲ့စားနေကြရေခဲမုတ်တွေပြီးတော့ဒီဘက်မှာအချူပွဲဂျယ်လီလေးဆိုတော့အရန်ကြောင်စုံလေးနဲ့ကြည့်လှပါရဲ့ပြီးတော့ဒီဟာတွေလည်းစားလို့ကောင်းတယ်ပြီးတော့နောက်ထပ်တစ်ခုရှိသေးရဲ့နောက်တစ်ခုဟာလည်းဘာရတာလည်းမသိဘူးအမေစားနေရဟာပါပဲအားဟာအရင်စားလို့ကောင်းတယ်သူ့ရဲ့အချိုပွဲကပုံမှန်ဆိုင်နေမှာမတူဘဲနဲ့ကွဲထွက်နေရလေးပေါ့နော်ဒီဟာတွေကခွေရိုးပင်နေစားရပါရဲ့ဟောပေါ်ရစားပြီးအီနေလို့ရှိရင်ဒီကောင်ကအီပြီးပါရဲ့အုံလို့နဲ့လည်းလောက်ထားတိတ်မမိတော့ပါဘူးအရာတာရောစားလို့ကောင်းပါရဲ့ဒီဘက်ကဟာတော့အောက်ကပူတင်ပါအပေါ်ခရင်နေနဲ့ဆိုခရင်နေမဆိုင်တဲ့လူကြအဆင်မပြေဘူးပေါ့နော်သူကတော့အမြဲစားပါရဲ့ပြီးတော့ကနန်းဆိုရင်လည်းအကြီးကိုမှအကြီးပါပဲเนาะခွန်ရိုးလက်ထက်တောင်မှကြီးပါတယ်အာကနန်းခွန်ရိုးလက်ဖွားထက်တောင်မှကြီးပါတယ်ပြီးတော့စားလို့လည်းကောင်းပါရဲ့ခွန်ရိုးကနန်းကိုတော်တော်များများစားခဲ့ပါတယ်ပြီးတော့ပစွန်ဆိုရင်လည်းဒီထဲမှာပစွန်ပဲမဟုတ်ပဲနဲ့ပစွန်ဥလေးအများကြီးပါပါရဲ့အသားတွေဝက်သားတွေကြက်သားတွေကိုများများမစားလာပဲနဲ့ပင်လယ်စားတွေကိုအဓိကစားလာခဲ့ပါတယ်ဘာလို့လဲဆိုတော့ဟိုဟာစားလို့ရှိရင်ဘိုက်အရင်ပြည့်ရမြန်လို့ပေါ့နော်ဒီဟာတွေကိုပဲစိတ်ရှိနဲ့အချိန်ကန့်သက်ထားခြင်းနဲ့မရှိဘဲနဲ့ခွင်လို့စားခဲ့ပါတယ်ခွင်လို့တော့နောက်ကျနေပြီဒီမှာလူတွေတိတ်မရှိတော့ဘူးပေါ့နော်ဟိုဘက်မှာတဝိုင်းပဲရှိရဲတတမီမီတို့အတွက်လည်းကစားကွင်းလည်းရှိပါတယ်မိဘများအားမုတ်အေးဆေးထိုင်စားပြီးတတမီမီတို့ကိုကစားကွင်းထဲမှာလွှတ်ပေးထားရင်လည်းရပါတယ်နော်ဒီမှာသူကတော့အချိုဝဲကိုဒီထိသာစားပါတယ်ပကံနဲ့မထည့်ပဲနဲ့ဒါနောက်ဆုံးပဲမှုလို့ခွင်လို့လာပြီးမဖြည့်ပြီးတော့တာပေါ့နော်ဒီဟာပြီးလို့ရှိရင်ပိတ်ပါတော့မယ်ဒီမှာကြည့်ပါဦးခုနတဝိုင်းအောင်မပြောက်သွားပါပြီခွင်လို့ပဲကြံပါတော့တခြားဆိုင်နေနဲ့မတူဘဲနဲ့ကြိုက်တာဆိုင်ကြီးကလှရဲပေါ့နော်ဒီလိုမျိုးလေးမီးပုံးလေးနဲ့ပြင်ဆင်ထားတကယ်တော့ဘောကြရဲဟိုဘက်ဒီမှာဆိုလည်းအများကြီးပဲပြင်ဆင်ထားတာလေးပေါ့နော်ဒီမှာခွင်လို့စားခဲ့ price ပါအကင်ပန်းမို့69ဘတ်ကျန်တဲ့ဖီယာတွေအေးတွေကတော့ပို့ပေးခဲ့ရပါတယ်ဒီမှာဆိုဆိုင်ရဲ့အပြင်ဘက်လေးပေါ့နော်အရန်လှပါတယ်တိမ်ပင်နဲ့သွားရဲ့လမ်းပေါ်မှာပဲရှိပါတယ်တိမ်ပင်နဲ့သွားလို့ရှိရင်အပြန်ဒီမှာဝင်ပြီးတော့စားခဲ့ကြပါအောင်နော်သူကည7:00နာရီထိဖွင့်တာဆိုတော့အေးစစ်စစ်လေးလာစားလို့ရပါတယ်ခွင်တို့ကတော့ဒီကိုတီးတက်လာစားတာပဲဖြစ်ပါတယ်အခုပြန်มาတော့မယ်ဆိုင် location လေးကိုလည်း caption နဲ့ comment တွေမှာချက်ပေးထားပါမယ်ဒီနေ့ blog ဒီလောက်ပါပဲရှင်ဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်